ဘာသာစကားဟာဆက်သွယ်ဖို့တက်မဟုတ်ဘူးမိတ်ဆွေရဲ့တွေးခေါ်ပုံကိုပါပြောင်းလဲပေးတာပါ linguistic anthropology ရဲ့အဆိုအရလူမျိုးတစ်မျိုးရဲ့ဘာသာစကားမှာရှိတဲ့စကားလုံးတွေကသူတို့ရဲ့ကဘာကြီးကိုမြင်တဲ့အမြင်ကိုသတ်မှတ်ပေးတာပါဥပမာပိုးစကားမှာမိသားစုနဲ့အတိုင်းအဝိုင်းကိုပေါ်ပြတဲ့စကားလုံးတွေဟာအယမ်းကိုနက်နဲတယ်ဒါကြောင့်လေပိုးတွေဟာစုပေါင်းအင်အားကိုတန်ဖိုးထားတဲ့လူမျိုးဖြစ်နေတာစကလုံးတစ်လုံးပျောက်ကွယ်သွားတိုင်းအဲ့ဒီစကလုံးနောက်ွယ်ကအသွေးအခေါ်တစ်ခုပါဆုံးချုံသွားတတ်တယ်မိတ်ဆွေအရန်နဲ့တက်တဲ့ပိုးစကလုံးကဘာဖြစ်မှာလဲ comment မှာရေးပေးခဲ့ပါဦး